မိုဒီတယောက်တန်းတဲမှာငိုင်းနေတော့ဆရာကကိုငါလီဘလောက်လဲလို့မေးချလိုက်တယ်။ဒါကြောင့်ကိုငါလီ40လို့ဖြေလိုက်ချိန်မှာတော့ဆရာကချီးကျူးနေခဲ့ပြီးတတန်းလုံးကလည်းမိုဒီကိုဆရာတင်လိုက်ကြတယ်။အဲ့အချိန်ကောင်လေးတယောက်ကအာဂါသပေါ်သွားလို့ရတဲ့ပစ္စည်းကိုဘလို့လုပ်လဲလို့မေးချလိုက်တယ်။မိုဒီလည်းဘာပြောရမလဲမသိဖြစ်နေတော့စော်လေးကအဖြေမှန်ရင်တွဲမယ်လို့ပြောလိုက်တာကြောင့်စဉ်းစားနေတော့ရစ်ကရောက်လာပြီးဆွဲခေါ်သွားခဲ့တယ်။ပြီးတာနဲ့ရစ်ကမိုဒီကိုရေချိုးဖို့အတွက်အတူးညအတွေ့ချွတ်ခိုင်းလိုက်တယ်။တကယ်တော့ကြိုသားတွေကဒီကဘာကိုစောင့်ကြည့်နေကြပြီးအကယ်၍လူတွေဖင်ပြောင်ဖြစ်နေရင်တော့သူတို့မကြည့်ကြပါဘူး။ရစ်လဲအားလုံးကိုရှင်းပြနေချိန်တစ်ဖက်ကကြိုသားတွေကတော့ရစ်တို့ကိုယွန်လို့တခြားသူတွေကိုကြည့်လိုက်ပါတယ်။ကြိုသားတွေကတော့လူသားတွေကိုပြန်ပေးဆွဲမှဖြစ်ပြီးသူတို့အချင်းချင်းလဲမတိတ်ကြပါဘူး။အဲ့အချိန်ရစ်တို့ကတော့ဖင်ပြောင်နဲ့ရှောက်သွားနေတော့ရဲကားကရောက်ချလာပြီးရစ်တီထွင်ထားတဲ့အာဂါသပေါ်သွားလို့ရတဲ့အနဲ့ရောင်ပစ္စည်းကိုလာတောင်းတယ်။ရစ်လဲမရှိဘူးပြောလိုက်ပြီးခြေနေကိုတိဖို့အတွက်စတိတ်စင်မှာတချင်းသွားဆိုလိုက်တယ်။အဲ့အချိန်ဘရိတ်တွေကပေါ်လိုက်ပြောက်လိုက်ဖြစ်လာတဲ့အတွက်ရစ်တို့လဲကြောက်လန့်ပြီးထွက်ပြေးကြရတယ်။မြို့ရဲမှာလဲလူတချို့ကဆက်ရုပ်လိုဖြစ်နေပြီးပျောက်သွားကြတယ်။ဂျယ်ရီလဲသူ့မိန်းမနဲ့ချစ်တွေလုံးနေပေမဲ့ဆမစ်ကကြောက်ရွံ့ကြီးလိုဖြစ်နေတယ်။ဒါပေမဲ့ဂျယ်ရီကတော့အရန်တွေကျေနပ်နေတာပါ။ရစ်လဲဂျိုသားတွေစီသွားတဲ့ဆက်ထဲတူးညံအင်လိုက်ပြီးအဲ့အချိန်ဂျိုသားတွေကတော့ရစ်တို့ကသူတို့ကစားကွက်ထဲတူးညံအင်လာလို့ပြောတော်တယ်။အဲ့နောက်မှာတော့ဂျိုသားတွေနဲ့တွေ့ပြီးရစ်တို့ဘာဆက်ဖြစ်လဲဆိုတာတွန်းဟတ် channel မှာစက်ကြည့်ပေးပါနော်။